မင်္ဂလာပါခင်ဗျာ The Navigator ရဲ့ DAT Programming သင်ခန်းစာနဲ့ကြိုဆိုပါရစေကျွန်တော်တို့ဒီသင်ခန်းစာမှာလေ့လာသွားမယ့်အကြောင်းအရာက What is that Flutter SDK installation Git installation ပြီးရင် VS Code extension လိုအပ်တာသွင်းမယ်ပေါ့နော်ပြီးတော့ရင်ကျွန်တော်တို့ system environment variable တစ်ခုထည့်သွင်းမယ်ပြီးတော့ရင် DAT version set တာတွေလုပ်မယ်ပြီးရင် folder တစ်ခု workspace အနေနဲ့ဖန်တီးမယ်ပြီးရင် DAT output တချို့ထုတ်ကြည့်မယ်ပေါ့နော်ဆိုတော့ပထမဆုံးသိရမှာက DAT ဆိုတာပါလဲပေါ့နော်ဆိုတော့ဒီ DAX ဆိုတာပါလဲအကြောင်းမပြောခင်မှာမိတ်ဆွေတို့ကဒီ web development ရဲ့ foundation သင်ခန်းစာတွေကောင်းကောင်းနားလည်ဖို့လိုတယ် foundation သင်ခန်းစာတွေကောင်းကောင်းနားလည်တယ်ဆိုလို့ရှိရင်ဒီ DAT programming ကလည်းဒါမိတ်ဆွေတို့အတွက်မခက်တော့ဘူးပေါ့နော်ဆိုတော့စက်ထဲမှာ VS Code သွင်းထားဖို့လိုတယ်ဒါပေမဲ့ရှေ့ VS Code က version နေတယ်ဆိုလို့ရှိရင်တော့version အမြင့်လေးပြောင်းသွင်းပေါ့နော် version မြင့်လေးပြောင်းသွင်းလိုက်ပြီးတော့ရင် Git ရှိဖို့လည်းလိုတယ်သွင်းထားဖို့လိုတယ်နောက် browser တစ်ခုခုရှိဖို့လိုတယ်နောက် Flutter file တခုရှိဖို့လိုတယ်ပေါ့နော်ဆိုတော့ဒါတွေကတော့နောက်မှကျွန်တော်ဆက်ပြောပြပါမယ်ဆိုတော့ပထမဦးဆုံး Google Chrome လေးကိုဖွင့်လိုက်တဲ့အချိန်မှာဒီနေရာမှာ DAT programming language ဆိုပြီးရိုက်ထည့်လိုက်ရင်သူ့ရဲ့မူရင်း DAT programming language ရဲ့ website လေးကိုဒါတွားလို့ရမယ်ပေါ့နော်ဆိုတော့ DAT ဆိုတာဘာလဲပေါ့နော်ဆိုတော့ DAT ဆိုတာကopen source language တစ်ခုဖြစ်ပါတယ်ပေါ့နော် object oriented programming language လို့လည်းပြောလို့ရတယ်2011ခုနှစ်မှာ Google ကနေစတင်ပြီး develop လုပ်ခဲ့တဲ့ language လို့ဒါပြောလို့ရတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ language ကကြတော့ multi platform ဒါ cross platform application language တစ်ခုဖြစ်တာကြောင့်မလို့ကျွန်တော်တို့ Android iOS application တွေအပြင်ကိုမှဒီ web ပိုင်းဆိုင်ရာရောနောက် desktop application တွေပါဒါရေးသားလို့ရတယ်ပေါ့နော်ဆိုတော့ရေးသားပုံရေးသားနည်း sentence ရေးသားဟန်တွေကကြတော့ C programming language ရဲ့ရေးသားပုံရေးသားနည်းတွေနဲ့တူတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ပထမဦးဆုံးကျွန်တော်တို့ဒီ DAT ကိုစလေ့လာဖို့အတွက်ဒီမှာ get DAT ဆိုတာလေးနှိပ်လိုက်ပါပြီးတော့ရင်ဒီ DAT SDK သွင်းဖို့သူကအောက်မှာဆက်ပြောထားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီနေရာမှာ DAT SDK တော့မသွင်းတော့ဘူးFlutter SDK ပဲသွင်းလိုက်မယ်ဒါဆိုလို့ရှိရင် DAT SDK လည်းပါပြီးသားဖြစ်သွားမယ်ပေါ့နော်ဆိုတော့ဒီနေရာမှာ install Flutter SDK ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ရင်မိတ်ဆွေတို့ရဲ့ဒီ Windows နဲ့ဒီ operating system နဲ့ပေါ့နော် Windows ဆိုလဲ Windows Mac ဆိုလဲ Mac Linux ဆိုလဲ Linux ပေါ့ရွေးချယ်ပြီးတော့ဒါသွင်းပေးရမယ်ဆိုတော့ကျွန်တော်တို့ဒီနေရာမှာ Windows နဲ့လုပ်ပြပေးသွားမယ် Windows ဆိုတာလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်စောနာပြောသလိုပဲသူက cross platform ဖြစ်တဲ့အတွက်ကိုက Android အတွက်လား web အတွက်လား desktop အတွက်လားပေါ့နော်ကျွန်တော်တို့ဒီနေရာမှာတော့ Android အတွက်ပဲလေ့ကျင့်သွားမယ်ပြီးတော့ရင်ကျွန်တော်တို့ဆက်နဲ့ကိုက်ညီလားပေါ့နော်ကျွန်တော်တို့ဆက်မှာလိုအပ်ချက်တွေဒီ RAM ဆိုလို့ရှိရင်အနည်းဆုံးတော့ 8GB ဒါမှမဟုတ်လို့ရှိရင်လည်း 16GB တော့ရှိတဲ့တယ်ပေါ့သူကတော့ recommend ပေးထားတာတော့အနည်းဆုံးတော့ 16GB ရှိရင်ပိုကောင်းတယ်ပေါ့ဒါကြောင့် 16GB မရှိရင်တော့မှ 8GB ကတော့ဒါအနည်းဆုံးပေါ့ရှိတဲ့တယ်ပေါ့နောက်ကိုယ့်ရဲ့ဒီ screen resolution ပါညာပေါ့နော်ဆိုတော့ဒါလေးတွေတစ်ချက်ကြည့်ပြီးတော့အဆင်ပြေတယ်ဆိုလို့ရှိရင်အောက်မှာဆက်သွင်းမယ်ပေါ့ဆိုတော့နောက်ထပ်ဘာသွင်းတင်တယ်လဲဆိုတော့Git သွင်းတင်တယ်ပေါ့နော်အဲ့တော့ Git မသွင်းရသေးတဲ့လူတွေကဒီနေရာမှာ Git ကိုတစ်ချက်နှိပ်လိုက်လို့ရှိရင်Git သွင်းမဲ့လမ်းကြောင်းလေးပေါ်လာမယ် download လေးလုပ်လိုက်ပေါ့နော် Okay download ဆိုတာလေးကိုနှိပ်လိုက်ရင်ဒီမှာ download စလုပ်လို့ရမယ်ပေါ့နော်ကျွန်တော်ကတော့ download လုပ်ပြီးသားဖြစ်တဲ့အတွက်မလုပ်တော့ဘူးပေါ့နော်ဒီနေရာမှာ Git လေး download လုပ်ပြီးသားဖြစ်နေတယ်ဆိုတော့အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်နောက်ထပ်ဘာသွင်းရမလဲဆိုတော့ Android Studio ပေါ့ဒါတော့မလိုသေးဘူးဗျဒါ Flutter သင်ခန်းစာသင်မှာပဲဒီ Android Studio ကသွင်းတော့မယ်လောလောဆယ်ကတော့ DAT ပဲလေးလာမှာဆိုတော့ဒီ Android Studio မသွင်းသေးဘူးခဏကြော်လိုက်မယ်ပြီးရင် VS Code သွင်းရမယ်ပေါ့နော် VS Code မိတ်ဆွေတို့ကသွင်းပြီးသားရှိတယ်ဆိုလို့ရှိရင်လည်းဒီ version နောက်ဆုံး version လေးပြောင်းသွင်းပေးပေါ့နော်ဒါဆိုပိုကောင်းတာပေါ့ဒါလည်းလောလောဆယ်မလိုသေးဘူးအော်ဒီမှာ install the Flutter SDK ဆိုတဲ့နေရာကိုရောက်မယ်အဲ့ဒီခါကျရင်ဒီမှာ download and install ဆိုတာရှိတယ်Flutter window ကျွန်တော်ကတော့လက်ရှိသွင်းနေတာတော့ဒီ version ပေါ့နော်မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ကြည့်တဲ့အချိန်မှာရောက်နေတဲ့ version ဖြစ်သွားမှာပေါ့ version တွေပိုကောင်းလာမှာပေါ့ဆိုတော့ stable version ကို download တစ်ချက်ဆွဲလိုက်မယ်ဆွဲလိုက်ပြီဆိုလို့ရှိရင်ဒီနေရာမှာ download file လေးနဲ့ကြာလာလိမ့်မယ်နော်ကျွန်တော် download ဆွဲပြီးသားဖြစ်နေအဲ့တော့ကျွန်တော်မဆွဲတော့ဘူးမိတ်ဆွေတို့ကဆွဲလိုက်ပြီဆိုလို့ရှိရင်ဒီနေရာမှာ download file လေးနဲ့ကြာလာမယ်နောက်ဆုံးဒီလိုဒီစာအုပ်ပုံလေးနဲ့ win ra စာအုပ်ပုံလေးနဲ့ရလာမယ်ပေါ့နော် download folder လမ်းကြောင်းမှာဆိုတော့အဲ့ဒါလေးကိုဒီ desktop ပေါ်ထုတ်ထားလိုက်ပေါ့နော်တကယ်လို့ download ဆွဲပြီးပြီဆိုလို့ရှိရင်ဆိုတော့နောက်ပိုင်းကတော့မလိုတော့ဘူးပေါ့နော်ဒါတွေတော့ကျွန်တော်ပြီးရင်ဆက်လုပ်ပြပေးသွားမယ်အဲ့တော့ download လုပ်လိုက်ပါ download ကတော့ connection ပေါ်မူတည်ပြီးတော့ကြာတာမြန်တာရှိမယ်ပေါ့နော်ဆိုတော့ပြီးရင် VS Code သွင်းပြီးသားလူတွေကတော့ထပ်မသွင်းနဲ့တော့Git မသွင်းရသေးတဲ့လူတွေကတော့ Git သွင်းမယ် Git သွင်းပုံသွင်းနည်းတော့မပြောပြတော့ဘူးเนาะရမယ်ထင်ပါတယ်ဆိုတော့နောက်တစ်ခုကတော့ဒီ Flutter ပါဒီ Flutter raw file လေးကိုဖြန့်ချမယ်ကျွန်တော် right click နှိပ်လိုက်မယ်ပြီးသွားရင်ဒီ win ra တွေကနေမှဒီနေရာမှာဒါလေးကိုရွေးလိုက်မယ်ပေါ့နော် extract to ဒါလေးနဲ့
ဆိုတော့ raw file လေးဖြန့်နေတယ်ခုပေါ်လာပြီပေါ့နော်တကယ်လို့ set ထဲမှာ win raw မရှိတဲ့လူတွေကတော့ဒီ win raw setup လေးတွင်းပေးရမယ်ပေါ့နော်တကယ်လို့ win raw မရှိဘူးဆိုတော့ကျွန်တော်စီမှာလာတောင်းပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်ဖြန့်ချလိုက်တဲ့ folder လေးရလာပြီပေါ့နော်ဒီနေရာမှာ flatter ဆိုပြီး folder လေးရလာပြီဒီ folder လေးကိုကျွန်တော် control x နဲ့ကူးယူသွားမယ်ပေါ့နော်သူ့ရဲ့အတွင်းထဲမှာ file လေးတွေရှိတယ်နော်ဘာမှမလုပ်သေးဘူးဒီ flatter ဆိုတဲ့ folder လေးကိုပဲ control x နဲ့ cat နဲ့ပေါ့နော်ကူးသွားမယ်ကူးသွားပြီးရင်သတိထားမှာကဒီနေရာမှာဒီကြိုက်တဲ့လမ်းကြောင်းမှာတော့သွားထားလို့ရတယ်ဒါပေမဲ့သတိထားမှာဒီ C ရဲ့ program file ထဲမှာတော့သွားမသွင်းနဲ့ပေါ့နော်သူကဒီမှာပြောထားတာရှိတယ်တကယ်လို့အဲ့လိုလမ်းကြောင်းသွင်းတဲ့အချိန်မှာတဲ့ဒီမှာ one နေနဲ့ပေါ့နော်ဘယ်လိုလမ်းကြောင်းတွေမသွင်းသင့်ဘူးလဲဆိုတော့ဒီလို special character or space လို့ပါတဲ့လမ်းကြောင်းတွေမှာမသွင်းပါနဲ့အထူးသဖြင့်ဒီလိုမျိုး C ရဲ့ program file ထဲမှာလည်းမသွင်းနဲ့ပေါ့နော်သူ example အနေနဲ့ပြောထားတာရှိတယ်အဲ့တော့မိတ်ဆွေတို့ကကြိုက်တဲ့လမ်းကြောင်းသွင်းလို့ရတယ်ဒါပေမဲ့ဒီ C ရဲ့ program ဒီ file ဒီလမ်းကြောင်းထဲမှာမသွင်းနဲ့ပေါ့နော်ဆိုတော့ကျွန်တော် C ရဲ့ program file ထဲမှာမသွင်းတော့ဘူး C ထဲမှာပဲဒီနေရာမှာပဲထည့်လိုက်တော့ပဲပေါ့နော် control V လေးတစ်ချက်နှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်အဲဒီမှာflatter ဆိုတဲ့ folder လေးရောက်လာပြီเนาะ flatter လေးရောက်လာပြီ okay ဆိုတော့နောက်ထပ်တစ်ဆင့်မှာကျတော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့အခုတွင်းထားတဲ့ဒီလမ်းကြောင်းကိုပေါ့နော်ဒီတွင်းထားတဲ့လမ်းကြောင်းကိုဒီ computer ရဲ့ system သိအောင်လို့ကျွန်တော်တို့ဘာလုပ်ပေးရမလဲဆိုတော့environment variable system environment variable ဒီကလေးလုပ်ပေးရမယ်ဆိုတော့ဒီနေရာမှာ flatter ရှိတဲ့လမ်းကြောင်းကိုဖွင့်လိုက်ပေါ့နော် flatter ကိုဖွင့်လိုက်ပြီဆိုလို့ရှိရင်သူ့ရဲ့လမ်းကြောင်းက C ထဲက flatter အဲ့ထဲကနေမှဒီ bin ဆိုတာလေးကိုထပ်ဖွင့်လိုက်ဒါဆိုလို့ရှိရင်လမ်းကြောင်းကဘယ်လိုဖြစ်သွားမလဲဆိုတော့ C ထဲက flatter ထဲက bin ဆိုပြီးဖြစ်သွားမယ်ဆိုတော့အဲ့လမ်းကြောင်းလေးကို copy ယူလိုက်ပါနော် copy ယူလိုက်အဲဒီကလို့မိတ်ဆွေတို့ကဒီလိုမျိုးလမ်းကြောင်းမဟုတ်ဘဲနဲ့တခြားလမ်းကြောင်းထဲမှာထည့်တယ်ဆိုရင်တော့မိတ်ဆွေတို့ထည့်သွင်းထားတဲ့လမ်းကြောင်းဖြစ်မယ်ပေါ့နော်ဥပမာ document တွေက flatter တွေက bin အဲ့လိုမျိုးဖြစ်ချင်လည်းဖြစ်မယ်ပေါ့ကိုသွင်းထားတဲ့လမ်းကြောင်းကို copy တစ်ချက်ယူလိုက်ယူပြီးသွားပြီဆိုလို့ရှိရင်ဒီ window ရဲ့ဒီ search bar မှာပေါ့နော် system environment ဆိုပြီးရိုက်ထည့်လိုက်ပါဒီမှာတော့ကျွန်တော်10ပေါ်နေတယ်ပေါ့ system environment ဆိုပြီးရိုက်လိုက်ရင်ဒါမျိုးပေါ်လာလိမ့်မယ်ဆိုတော့ဒါမျိုးပေါ်လာပြီဆိုလို့ရှိရင်သူကအခု advanced ထဲရောက်နေရပေါ့နော်ဒီနေရာမှာ environment variable ဆိုတော့ environment variable ကနေမှဒီအပေါ်ဆုံးတွေ့တဲ့လမ်းကြောင်းဒီ path ဆိုတဲ့လမ်းကြောင်းကို double click နှိပ်လိုက်ပေါ့နော်နှစ်ချက်နှိပ်လိုက်ပြီဆိုရင်သူကဒီနေရာမှာ new ဆိုတာလေးရှိတယ်เนาะအဲ့ new လေးကိုယူလိုက်လမ်းကြောင်းအသစ်ကျွန်တော်တို့ပေးမယ်အဲ့လမ်းကြောင်းက C ရဲက flatter ရဲက bin ဆိုပြီးစောနာကကျွန်တော်တို့ထည့်ထားတဲ့လမ်းကြောင်းပေါ့နော်ဒီကောင်လေးကို okay လေးနှိပ်ပေးလိုက် okay လေးနှိပ်လိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ system environment variable တွင်းတာရသွားပြီပေါ့နော် okay ဆိုတော့နောက်တစ်ချက်ကတော့ git တွင်းထားရမယ်git တွင်းပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ right ဒီ desktop ပေါ်မှာပေါ့နော် right click တစ်ချက်ထားပြီးသွားပြီဆိုလို့ရှိရင်ဒီ show more option နဲ့git batch here ပေါ့နော် git batch here လေးကိုနှိပ်လိုက်okay အဲ့လိုပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာဆောနာကတွန်းလိုက်တဲ့ deck version လေးစစ်ကြည့်မယ် deck minus version ပေါ့နော် okay ဒါဆိုလို့ရှိရင်သူက deck version လေးကြာလာတယ် 3.60 stable version ကျွန်တော်တို့တွင်းထားတယ်ပေါ့နော်တကယ်လို့ခုနကလို system environment ဒါမကြည်ညာလိုက်ရင်เนาะမကြည်ညာလိုက်ရင်ဒီနေရာမှာ version စစ်တဲ့အခါမှာစစ်လို့မရတာတွေဖြစ်တတ်တယ်เนาะအဲ့ဒါလေးသတိတစ်ချက်ထားရမယ်ဆိုတော့ဒီ folder ထဲမှာဘာမှမရှိတော့ဘူးเนาะလိုလည်းမလိုတော့ဘူးအဲအကြောင်းမလို့ဒါလေးကိုမယူတော့ဘဲနဲ့ဖြတ်လိုက်မယ် okay အဲ့တော့ဒီတစ်ခါတော့ VS Code ဖွင့်ရမယ်လေပေါ့နော်ကျွန်တော် VS Code ဖွင့်မယ်အဲ့တော့ VS Code လေးကိုဖွင့်လိုက်မယ်VS Code ဖွင့်ပြီးသွားရင်ဒီမှာကျွန်တော်တို့လေ့ကျင့်ဖို့ပေါ့ folder တစ်ခု desktop ပေါ်မှာစောင့်မယ်ပေါ့နော်ဆိုတော့ new ရဲ့ကနေမှ folder ဒီမှာဘာရိုက်မလဲဆိုတော့ deck class ပေါ့ဒီလိုရိုက်လိုက်မယ်ပေါ့နော် deck class ဆိုပြီးရိုက်လိုက်မယ်ရပြီးသွားရင်အဲ့ဒီ folder ကိုဒီထဲကိုထည့်မယ်ပေါ့နော်ထုံးစံအတိုင်း file ထဲကနေမှ add folder to workspace နဲ့ desktop တွေက deck class ကိုရွေးပြီးတော့ကျွန်တော်တို့ထည့်လိုက်မယ် yes ပေးလိုက်မယ် okay ဆိုတော့ဒီနေရာမှာ deck class ဆိုတာရောက်လာပြီဆိုတော့ဒီနေရာမှာ extension လေးတွေနည်းနည်းသွင်းမယ်ပေါ့နော်ဆိုတော့ဘာသွင်းရမလဲဆိုတော့flatter သွင်းပါမယ် flutter ဆိုတော့ flatter ကတော့မလုပ်သေးဘူးဒါပေမဲ့သွင်းထားလိုက်မယ်နော်ဒီနေရာမှာခုလိုပေါ်နေခဏဆောင်ပေါ့နော်ပြန်ရိုက်ပြီ flu
ရပြီပေါ့နော် flutter က flatter ဆိုရင်ဒီနေရာမှာဒီ flatter လေးရလာတယ်ဒီလုပ်လေးတစ်ချက်လုပ်ကြည့်လိုက်မယ် okay ဆိုတော့ဒီကောင်ကိုတွင်းကြည့်မယ် install လုပ်မယ်ပေါ့နော် okay ဒါမျိုး error တက်နေရင်ပြဿနာမရှိဘူးပေါ့နော်ဒီနေရာမှာ install ထပ်ပြီးနှိပ်ကြည့်ဒီခါလေးကျရင်ဒီလိုမျိုးလေးတွေတက်နေအဲ့ဒါနှိပ်ကြည့်ပေးပေါ့နော်ဒါမျိုးဖြစ်နေပြန်ပိတ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီနေရာမှာ flutter flatter ပြန်ရိုက်ထည့်မယ်ပေါ်လာမယ် install ပြန်လုပ်မယ်ဖြုတ်လိုက်သွင်းလိုက်ကျွန်တော်ရှေ့မှာလှုပ်ထားလို့ဒါမျိုးပေါ်တာပေါ့နော်ကျွန်တော်ဖြုတ်လိုက်သွင်းလိုက်လှုပ်ထားလို့တကယ်လို့မိတ်ဆွေတို့ကခုမှစပြီးသွင်းမယ်ဆိုရင်တော့ဒါမျိုး error ပေါ်ချင်မှပေါ့မယ်ကဲခုဆိုရသွားပြီပေါ့နော်အဆင်ပြေသွားပြီဆိုတော့ဒါမလို့တော့ဘူးဆိုတော့ဒီ flatter ကိုခုလိုသွင်းလိုက်ခြင်းဟာသူကဘာပါလာလဲဆိုတော့ deck ပါတခါလေးသွင်းပြီးသားဖြစ်သွားတယ်အဲဒီနေရာမှာဒီ deck ပါတခါလေး install လုပ်ပြီးသားဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့ flatter လည်းသွင်းပြီးသွားပြီdeck လည်းသွင်းပြီးသွားပြီเนาะဆိုတော့ဒီကျွန်တော်တစ်ခုသွင်းထားတာလေးတွေရှိတယ်နော်ဒီနေရာမှာဆိုရင်Copilot GitHub Copilot တို့ဒါတွင်းကျင်တွင်းပေါ့နော် AI နဲ့ဆိုင်တဲ့ဟာလေးတွေတွင်းကျင်တွင်း live server တော့ကျွန်တော်တို့ဒီ foundation မှာတွေကတွင်းထားတယ်နောက် material icon thing လေးပေါ့နော်ဒါကတော့မိတ်ဆွေတို့ကြိုင်လိုက်တွင်းလို့ရပါတယ်ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော် extension တွင်းတာလည်းပြီးပြီပေါ့နော်ဆိုတော့ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရတော့မလဲเนาะဒီမှာတစ်ချက်ပြန်သွားကြည့်မယ်အဲ့တော့ကျွန်တော်တို့ deck ဆိုတာဘာလဲเนาะကျွန်တော်ပြောခဲ့ပြီးပြီနောက် flutter installation လုပ်တာလည်းလုပ်ခဲ့ပြီးပြီ git installation ကတော့မိတ်ဆွေတို့ကိုပါတကူလုပ်လိုက်ပါเนาะဒါမခက်ပါဘူးနောက် VS Code extension installation လည်းကျွန်တော်လုပ်ခဲ့ပြီးပြီsystem environment variable လည်းကြီးညာပြီးပြီပေါ့เนาะပြီးသွားရင်ကျွန်တော်တို့ deck version စစ်တာလည်းစစ်ခဲ့ပြီးဆိုတော့ဒီမှာလည်းစစ်လို့ရတယ်เนาะဒီမှာလည်း terminal ခေါ်ပြီးတော့ကျွန်တော်တို့deck -version ပေါ့เนาะအဲဒီနေရာမှာ stable version ဘလောက်ဆိုပြီးပေါ်လာတယ်ဗောနော် okay ဒါမျိုးလဲစစ်ချင်ဒီနေရာမှာစစ်လို့ရတယ်ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ folder ဖန်တီးတာလည်းဖန်တီးပြီးပြီအဲ့တော့ကျွန်တော်တို့ output method ထုတ်ကြည့်မယ်ဗောနော်ဆိုတော့ output method မထုတ်ခင်မှာလေ့ကျင့်ဖို့ file လေးတစ်ခုတည်ဆောက်မယ်ဆိုတော့ဒီ deck class ထဲမှာ new file လေးယူလိုက်မယ်ဒီနေရာမှာတော့ lesson dart deck လို့ပေးလိုက်ဗောနော်သူ့ရဲ့ extension format က dart deck เนาะရှေ့မှာဆိုရင်ကျွန်တော်တို့ HTML CSS JavaScript ဆိုပြီးတော့ကျွန်တော်တို့လုပ်ခဲ့တဲ့ပုံစံလိုပေါ့เนาะဒီကောင်ကတော့ deck ပေါ့ okay ဒါဆိုလို့ရှိရင် deck file လေးရောက်လာမယ်ရောက်လာပြီဆိုရင်ကျွန်တော်တို့ code တွေဒီမှာရိုက်ထည့်မယ်ပေါ့နော်ဆိုတော့ code တွေကိုရိုက်ထည့်မယ်ပြီးရင် output ထုတ်ကြည့်မယ်ပေါ့နော်ဆိုတော့ JavaScript ရေးတော့ကပုံစံအတိုင်းပါပဲဒါပေမဲ့မတူတာတော့ဒီနေရာမှာကျွန်တော်တို့function လေးတစ်ခုရေးပေးရတယ်ပေါ့နော် voice main ဆိုတဲ့ function လေးတစ်ခုရေးပေးရတယ်အဲ့ဒီ function ရဲ့အတွင်းထဲမှာနောက်ထပ်ကိုကြိုက်တာတွေအများကြီးထပ်ပြီးရေးလို့ရတယ်ပေါ့နော်လောလောဆယ်တော့ကျွန်တော်ဒီမှာ output ပဲထုတ်လိုက်မယ်ပေါ့ဆိုတော့ JavaScript တုန်းက output ထုတ်တဲ့နည်းကကျတော့ console.log နဲ့ကျွန်တော်တို့ output ထုတ်ခဲ့တယ်ဒီနေရာမှာတော့ print ဆိုတာနဲ့ကျွန်တော်တို့ output ထုတ်လို့ရတယ်ပေါ့နော်ဆိုတော့ print ဆိုပြီး output ထုတ်မယ်အဲ့ဒီအတွင်းထဲမှာလောလောဆယ်တော့ HELL လို့ hello deck ဆိုပြီးရိုက်ထည့်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင် hello deck လေးကျွန်တော်တို့ output ထုတ်ရင်တွေ့ရမယ်ပေါ့ဆိုတော့ output ထုတ်မယ်ဆိုလို့ရှိရင်ဒီနေရာမှာ run ရှိပါတယ် debug ရှိတယ်ပေါ့နော်နှစ်ခုရှိပါတယ်ဆိုတော့ run နှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ရိုးoutput ထွက်လာမယ်ပေါ့နော်ဒါပေမဲ့လောလောဆယ်အခုမမြင်ရဘူးပေါ့နော်ကျွန်တော် output ထုတ်ထားရင်မမြင်ရဘူးအဲ့လိုမျိုးဖြစ်နေတယ်ဆိုရင်မိတ်ဆွေတို့က view ထဲကနေမှ debug console ဆိုတာလေးကိုနှိပ်လိုက်ရင်မိတ်ဆွေတို့ထုတ်ထားတဲ့ output လေးတွေ့ရမယ်ပေါ့နော် hello deck ဆိုပြီးတွေ့ရမယ်ဆိုတော့တခါတည်း error ပါစစ်ပြီးတော့မှ output ထုတ်ချင်တယ်ဆိုရင်ဒီဘက်က debug မှုကိုရွေးလို့ရပါတယ်ဒါဆိုလို့ရှိရင်သူတခါတည်း error ရှာပြီးထုတ်ပြပေးမယ်ပေါ့နော်ဆိုတော့ဒီနေရာမှာဒီဘက်မှာလည်းကျွန်တော်တို့ stat debugging ဆိုပြီးတော့ထုတ်လို့ရတယ်နောက်တစ်ခုက run without debugging ဆိုပြီးလည်းထုတ်လို့ရတယ်ပေါ့နော်ဆိုတော့ဒီဘက်ကဟာနဲ့ဒီဘက်ကဟာနဲ့အတူတူပါပဲเนาะကိုကြိုက်တဲ့ဟာနဲ့နှိပ်ပြီးတော့မိတ်ဆွေတို့ထုတ်လို့ရတယ်ဆိုတော့ဒါဆိုလို့ရှိရင်ကျွန်တော် hello deck လေးထုတ်ပြီးသွားပြီပေါ့ဆိုတော့နောက်တစ်ခါထပ်ထုတ်မယ်ပေါ့နော်အဲ့ဒါဘာထုတ်မလဲဆိုတော့ကျွန်တော် print ဒီနေရာမှာHELL hello world ဆိုပြီးရိုက်ထည့်လိုက်မယ်ဒါဆိုလို့ရှိရင်run လေးနှိပ်လိုက်မယ်ဆိုရင် hello deck လေးတွေ့ရမယ် hello world လေးလည်းတွေ့ရမယ်ပေါ့နော်ဒါကကျွန်တော် print နဲ့ထုတ်သွားတာပါနောက်ထပ်ထုတ်လို့ရတဲ့နည်းတစ်ခုရှိပါသေးတယ်အဲ့ဒါကြတော့std เนาะstd out.write write ဆိုပြီးထုတ်တဲ့နည်းပေါ့နော်ဆိုတော့ဒီနည်းမှာဆိုလို့ရှိရင်ကျွန်တော်I am DRT deck programming language ရှောက်ရလိုက်မယ်เนาะအဲ့တော့
that programming language ဆိုပြီးရိုက်လိုက်မယ်ဒါပေမဲ့ဒီနေရာမှာသူက error လို့လာပြတယ်ပေါ့နော်ဒီလို run နေတဲ့အချိန်မှာလည်းသူကဘာဖြစ်နေလဲဆိုတော့error ဖြစ်နေတယ်တဲ့နော် error လေးဖြစ်နေရဆိုပြီးတွေ့ရတယ်ဆိုတော့ဒီနေရာမှာကောင်းတဲ့တစ်ချက်ကပေါ့ error တွေဘာတွေရှိတယ်ဆိုလို့ရှိရင်သူကတစ်ခါတည်းစစ်ပေးတယ် error တွေလည်းပြပေးတယ်ပေါ့နော်တကယ်လို့ဒီလိုမျိုး output ထုတ်မယ်တခုလို error တက်နေတယ်ဆိုရင်မိတ်ဆွေတို့ကဘာလုပ်တင်လဲဆိုတော့ဒီအပေါ်နားလေးမှာပေါ့နော် import တစ်ခုထည့်ပေးလိုက်ပါနော် import လုပ်မယ်ပေါ့ဆိုတော့ဘာ import လုပ်မှာလဲဆိုတော့ duck.io ဆိုတာကို import လုပ်မှာပါနော်အဲ့တော့ဒီ code လေးအတိုင်းရိုက်ပေးလိုက် import duck.io နော်ဒီလိုမျိုးလေး import လုပ်လိုက်ပြီဆိုလို့ရှိရင်ဒီကောင်လေး error မတက်တော့ဘူးအဲ့ချိန်မှာ run နှိပ်မယ်ဆိုလို့ရှိရင်ဒီနေရာမှာ hello duck hello world နဲ့ I am duck programming language ဆိုပြီးတွေ့ရမယ်ပေါ့ဆိုတော့ဒီ print နဲ့ထုတ်တာနဲ့ဒီ std outdoor write နဲ့ထုတ်တာနဲ့ဘာကွာလဲပေါ့နော်အဲ့တော့ဘာကွာလဲဆိုတာကျွန်တော်ဒီနေရာမှာတစ်ခါလေးပြမယ် std oud outdoor write ပေါ့နော် outdoor write နဲ့ဒီနေရာမှာဘာထုတ်မလဲဆိုတော့ WESUME weekend from Myanmar ပေါ့နော် weekend from Myanmar ဆိုပြီးရိုက်ထည့်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော် save လုပ်လိုက်မယ် control s နဲ့ save လုပ်မယ် run နှိပ်မယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်ထုတ်ထားတဲ့ဒီနေရာမှာ welcome from Myanmar လေးကဒီနေရာမှာလာတွေ့ရတယ်ပေါ့နော်ဒီမှာ welcome from Myanmar ဆိုပြီးလာတွေ့ရတယ်အဲ့တော့ဒီ output ထုတ်တဲ့နှစ်ခုကဘာသွားကွာလဲဆိုတော့ဒါမှမိတ်ဆွေတို့တွေ့ရပြီပေါ့နော်ဒီနေရာမှာ print နဲ့ထုတ်လိုက်တယ်တကြောင်းထွက်လာတယ်ဒီမှာ print နဲ့ထုတ်တယ်တကြောင်းထွက်လာတယ်ဒါပေမဲ့ဒီနေရာမှာ std outdoor write နဲ့ကျွန်တော်တို့နှစ်ခါထုတ်တယ်ပေါ့နော်ထွက်တာတော့ထွက်တယ်ဒါပေမဲ့နှစ်ကြောင်းကဘာဖြစ်နေလဲဆိုတော့နောက်တစ်လိုက်မဆင်းသွားဘူးပေါ့နော်ဒီ welcome from Myanmar နောက်တစ်လိုက်မဆင်းသွားပဲねဒီလို Beijing ရှင်ရဲ့ထုတ်ပြတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ကိုလိုအပ်ချက်ပေါ်မူတည်ပြီးတော့ကိုကြိုက်တဲ့ output တွေထုတ်လို့ရပါတယ်ဒီလို output ထုတ်နည်း2မျိုးရှိတယ်ဆိုတာလည်းဒါသိအောင်ပြောပြတာပေါ့နော်များသောအားဖြင့်တော့ဒီလို print နဲ့ပဲထုတ်ပါတယ်ဒီကောင်လေးတော့တိတ်မထုတ်ကြဘူးပေါ့ဒါပေမဲ့သိအောင်ပြောပြသွားတာပေါ့ဆိုတော့ဒီသင်ခန်းစာမှာနောက်ဆုံးကျွန်တော်တို့လေ့လာသွားတာတွေကိုပြန်ပြီးကြည့်ကြည့်မယ်ဆိုရင် DAG ဆိုတာပါလေပြီးရင်ကျွန်တော်တို့ Flighter SDK installation လုပ်ခဲ့တယ် Git သွင်းတာတွေရှိတယ်ပြီးတော့ရင် extension သွင်းတယ်environment variable ကျွန်တော်တို့ထည့်ခဲ့တယ်ပြီးတော့ရင် DAG version စစ်ကြည့်တယ် folder တစ်ခုစောက်ပြီးတော့ဒီ DAG ရဲ့ output တွေကျွန်တော်တို့ထုတ်ကြည့်ခဲ့တယ်ပေါ့နော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့လိုက်လုပ်ကြည့်ပါနားမလည်တာနဲ့တခြားအခက်အခဲတွေရှိနေရဆိုရင်ကျွန်တော်ရဲ့ Messenger Viber Telegram မှာမေးလို့ရပါတယ်ခုလိုဗီဒီယိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ